Honda CBR ပုံပြောင်းလေးကိုအမဲလေးမှလိုချင်နေတယ်ဆိုတဲ့ညီကိုတွေအတွက်ဒီမှာဘိန်းရှယ်လေးတစ်စီးရောက်ထားပါတယ်လိုင်စင်လေးကမိုး86ရပလက်ကလေးတက်တန်း6လကျန်အောင်မယ်အော်တော်လေးတစ်ချောင်းပါမယ်အပွားတော်လေးတစ်ချောင်းပါမယ်เนาะသူကဟိုပိုင်ရှင်ကပျောက်သွားမှဆိုလို့ပွားထားတာပါဘိန်းလုံးဝရှယ်ပါတယ်ကီလို2200ကျော်လေးပါကျွန်တော်ဆက်ကလေးတစ်ချက်နှိုးပြပေးပါမယ်အင်းဝိုင်းအသေးရေစိမ်းစစ်ပြီးသားပါဘာမှထပ်ထည့်ကြမလို့စီထည့်ပြီးတန်းဖြုတ်ရုံပဲဘိန်းချောလုံးဝအသေးကြီးပါเนาะအော်ဘက်မှာအော်ဖြစ်ပြီးတဲ့ဒီလုံးဝိတ်ပြီးပါတယ်ရှိတာရနောက်တာရချစ်စမော့ကဘာမှထပ်ထည့်ကြမလို့စီထည့်ပြီးတန်းဖြုတ်လို့ရမယ်အနေထားလေးပါဈေးနှုန်းလေးကိုတော့ကျွန်တော်ဟိုဘိုင်ဘာဖုန်းနံပါတ်ခေါ်ချောင်းလုံးတစ်ခွန်လေးကနေလည်းမေးလို့လည်းရတယ်ဒီ post ရဲ့ comment အောက်မှာမေးထားရင်လည်းရတယ်ကျွန်တော်ဖုန်းဆက်ပြီးမေးရင်လည်းရပါတယ်เนาะဟုတ်ကဲ့ပါကျွန်တော်ဒီကောင်လေးအသေးလေးပတ်လိုက်ပြီးချက်ပြပေးတော့တေရှာနီးကကလေးကျွန်တော်ချက်ပြပေးပါမယ်ဘိန်းလုံးဝရှယ်လေးပါเนาะအဲဒါပါညာဘာမှမရှိပါဘူးတိုင်ခွက်အကုန်အလုံးလုပ်ပါတယ်ကီလို2200ကျော်ပါချောလုံးဝအတန့်ကြီးကြံပါသေးရဲ့ဘိန်းလေးอ่ะเนาะဒီမှာ model 2019လေးပါ CBR ပုံပြောင်းလေးကိုမှလုံးဝအချွတ်ကလေးလိုချင်တယ်ဆိုတဲ့ညီကိုတွေအတွက်အင်ဂျင်လုံးဝဖွင့်လာမရှိပါဘူးတရားရခိုင်နှုန်းအာမခံပါလဲဘာတန်ညာတန်အကုန်ရှင်းပါတယ်เนาะအင်းကအတိအကျစစ်ပြီးဘာမှထပ်ထည့်ကြမလို့စီထည့်ပြီးတန်းစီလို့ရတယ်နေဦးရလာဝယ်တခါလဲစီးပြန်လို့ရတယ်အာမခံတယ်เนาะနောက်တာရာဒီမှာလုံးဝအတစ်နီးပါးကျန်တယ်မွန်86ရပ်ပလကလေးနဲ့ပြင်မီးပါညာအကွဲအပြဲကြီးလည်းမပါသေးပါဘူးเนาะchain sport ကလည်းဒီမှာတုံးလိုက်ထည့်လိုက်ပါเนาะစင်လေးတွေလည်းလှအောင်မယ်အဲ့တော်တော်လေးကြံပါသေးတယ်เนาะဟုတ်ကဲ့ပါငိမ့်တာပဲเนาะအင်းကြီးကတော့ငိမ့်စစ်တက်ခတ်ကလေးပါစီတိုင်ကြီးမှာလည်းအပိန်ပါညာမပါပါဘူးကာဘာအကွင်းပြင်းမပါပါဘူးเนาะဒီမှာကျွန်တော်အသေးသေးပတ်လက်လေးတစ်ချက်ပြပေးပါမယ်လုံးဝဘိန်းရှယ်ပါတယ်ခုရှိရုပ်ထွက်နေထားလေးပုံလုံးလုပ်ပါတယ်เนาะရှစ်တာရဆိုရင်လုံးဝအသစ်ထည့်ထားတာပါဒီမှာဆေးလိုက်နေပါเนาะဖောက်သေးစီအယိုးစိတ်မရှိဘူးဘာမှလိုက်ကြမလို့စာပစ်ဘာမှလိုက်ကြမလို့တန်းစီလို့ရတဲ့အနေထားလေးပါเนาะလီဗာလေးချက်ဆိုပြပေးပါမယ်ဒီလိုပါညာရှစ်မိကိုရှင်းအင်းကြီးအတင်းလုံးဝရှယ်ပဲကဲဘရိုတို့စိတ်ကူးမမနဲ့เนาะလုံးဝရှယ်တယ်လုံးဝရှယ်ကြီးဟုတ်ကဲ့ပါနေဝေးကညီကိုများဘာပဲဖုန်းနံပါတ်ခေါ်ချောင်းလုံးတစ်ခွန်လေးကနေပြီးတော့မှဗီဒီယိုကောကြည့်ပြီးတော့ယုံကြည်စိတ်ချစွာအားပေးလို့ရပါတယ် CBR ပုံပြောင်းနေဆိုရင်2စီးရှိတာပါเนาะဒီစီးလေးလည်းရှိပါတယ်ဒီအပြာလေးကတော့အခုလက်ရှိကျွန်တော်ပြနေတဲ့အမဲလေးထက်ဈေးနည်းနည်းသက်သာပါတယ်เนาะဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ